ခမရတို့ရှင်သန်ခြင်းတွေဒိတ်ပဲဖွင့်ဆိုချက်ဆိုတာကဘလို့မျိုးလဲကိုတအားနဲ့ကိုညီမယ်ကိုတက်ကြီးသူဆိုမြဲလို့ရိုချိုးခင်မျိုးမုန်းတဲ့သူတွေကိုမင်းဘက်ပါအောင်လို့တော်ပြီးမသိမ့်သွင်းနဲ့ငါချပြောင်ကြီးခေါ်ပြီးသူတို့ဝါတာလည်းပြောတော့ body shame နဲ့လို့တစ်ခုရလာရင်အတိတွေမေးတာကတော့လာစာပြောက်ရလေလာစာနင်းနေရင်သူတို့သားသမီးနဲ့ရှင်ပြီးတော့ရအောင်ထောက်ပြတယ်အဲ့လိုချိန်ချနေကပ်ပြီးတော့လှဆဲသိန်းထက်လျှောက်ပြောလိုက်ပြအဲ့ကြမျက်နှာချက်ပြတ်တော့ခမရတို့စားတော့ကြုံရင်မောလိုက်တာလူချို့ကဘာကြောင့်မနာလို့စိတ်နဲ့ရှင်းတဲ့နေကြလဲချို့ကပညာတွေတက်တာကြီးဘာကြောင့်မြင်မနေရလဲချို့ကတော့ရေချင်းရှိတဲ့တက်လူကြီးကထင်ချင်နေရပဲဗျအများစုကတော့ပစုံအုံနောက်နဲ့လူချို့အောင်မှာဖင်ကနေရပဲကျွန်တော်ခုပြောရရင်မှန်ခမရတို့ကြားပြီးအသေးပေါက်သွားမယ်ပညာတဲ့ဘွဲရဝန်ထမ်းလာစာကတပည့်6ပြားတယ်ဒီတိုင်းဆက်သွားနေရင်တော့ကျွန်တော်တို့ဘွားတော့ဖြစ်တော့တာ right အဲ့တော့ဒီနိုင်ငံမှာဆဲလေးဖြစ်ချင်ဘာမလုပ်နဲ့ခမရတို့ TikTok တာရိုင်းလူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်လူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်လူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်လူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်အဓိကပြောချင်တာချို့လူတွေမိုင်းစကိုပြောင်းတင်တာလို့တင်မဲနေကိုစောင်းတဲ့စံကုန်မြေလေးနဲ့ပေါင်းတင်တာဆိုတယ်ပြန်ပြောနိုင်ရင်လည်းလူကြီးကိုနေရလေမလေးစားလာတယ်ကျုံနာခဲ့ကိုဆိုရင်ခင်ဗျားကိုတက်ကျွေးလာမှာလားကဲကျွေးနိုင်ရင်လည်းစောက်ဖို့ရေးလာပြီးတော့စုံမမနေနဲ့ခင်ဗျားတို့ခေတ်ကတွေးခေါ်တွေဒီခေတ်မှာတစ်စမ်းမှသုံးရပေမဲ့လေဒီခေတ်ပြက်ထဲမှာလူငယ်ကိုစီတိုင်းကယုံထနေစေပဲအာနာတော့မပြောတာခင်ဗျားတို့ရှိမှာတော့ပြောပြနေတယ်ပြောလို့ချုပ်ကိုမိုးရင်လည်းစောက်ကျုံဆိုင်ဖူးခေတ်ပဲဗျာခင်ဗျားတို့လူငယ်တွေရဲ့အိမ်မက်ကိုဖေးမဟူးတာမျိုးရှိခဲ့လားလူပေါင်းတိုင်ဝမ်ရဲ့စီမင်းစီကန်းတွေကြောင့်ချို့တွေသိမဲ့လားအဲ့လိုစောက်ချုံမျိုးနဲ့ဆိုဒီဗီဒီယိုကြည့်နေဗျာဟုတ်ကြည့်မယ်လေဆက်ကြည့်မယ်လေကျွန်တော်သိတဲ့ချို့လူတွေကိုမျက်ချီကြတော့ကိုမြင်ကြတာကျွန်တော်ပြိတ္တတွေဒီ rap ချင်းကြရင်ကျွန်တော်ကိုညိုညင်သွားမှာအဲ့ညိုညင်တဲ့ချင်းတွေကိုကြောက်ကတကယ်တော့ဆိုချင်လားဗျာဖြည်းဖြည်းနဲ့စောက်တရားလွန်လာလို့နေရဲ့ကိုတင်ပြတာလူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်လူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်လူမရေးကြည့်တယ်မိုက်ဆက်တကယ်ဆိုရေးကြည့်တယ်မိုက်ဆက်